ကိုကြီးကိုမင်းလေးတောင်းပေးထားအောင်မယ်မင်းလေးမှဝဲကြအကြောင်းပါပါချမ်းသာပါစေအင်းဟာလည်းကြည့်ရှိပါစေအားလုံးပဲမင်္ဂလာပါ subscribe လေးပါရှင်ဒီနေ့ကိုယ့်ရဲ့ကိုကြီးမွေးလေးဆိုတော့ lucky မူကထားမှာသွားစားကိုနဲ့ like ခဲ့ပေးဦးနော် lucky မူကထားမှာဆိုရင်ကြက်မဲကြက်သားကြက်တောင်မဲကြက်အမြင့်နဲ့ဝတ်သားဝက်ခါအမေသားတို့ရရတယ်ပစုံကတော့ကြိုက်လို့အများကြီးပေးလိုက်ပြီပင်လယ်စာဆိုရင်ကနန်းပစုံမီချင်းကနဲ့ခုံးခယူလဲပါတယ်အတီးရွက်လေးတွေလည်းလက်လက်ဆက်ဆက်ထားပေးထားတယ်အမူကတော့ပို့အကြိုက်ဆုံးပေါ့ကိုကျုပ်ဆောင်ပါထိုက်ကြိုက်ပါချင်းလေးရပြီဒါတော့ငယ်တယ်ငါမှာအဝါတီးဖို့အတွက်ကင်းနေပါပြီဟုတ်ဘာလို့ပေးရမလို့ပင်လယ်စာတွေရတဲ့လက်ဆက်တဲ့ပစုံကလည်းအကောင်ကြီးရဲ့ခဏရဆိုချိုးနေရတယ်ပြန်ကောင်းပိုးရမီတာဆိုတော့ရှေ့ဆွဲတာပဲစိတ်နဲ့မှလည်းဝိုင်းပြီးမို့လူတော်တော်စီရရှင်ကျမဲရဲ့ဘာသာလဲမသိဘာသာလဲမသိရင်းရတော့ဘူးဘုံကြီးကရှင်းလို့အဒိမ်မော်လေးဒီဘက်ဦးကတော့ငင်းရတာဒီဘက်ဦးကမချိုက်ရတာနှစ်လေးထည့်လောက်မယ်နေ့ဒီကပို့ပေးတာတန်းနဲ့ထားတဲ့ရတာလေးတွေကကောင်းတယ်ဝတ်သားကတော့နည်းနည်းငန်နေလို့တိတ်မစားနိုင်ရဘူးရှင်ကျန်လာရေးကုန်းစစ်ပြပါရှင်ဘုရားဟာဘာလဲမသိဘူး金泡奶奶ဟာကိုခဏတောက်တယ်ဟာနက်ဟုတ်တယ်နက်ခဏဟာလိမ့်မောမဟုတ်ရန်ဆောင်ပါအိုင်မပီလေးလို့အစုံလေးရဝါထက်ဆွဲလာအောင်ဒီဆိုင်ရရောက်သွားတာတွေရောအကုန်ပြန်ဖြည့်ပြီးတယ်အချိန်ကတ်သက်မရှိဘူးအဝါစားလို့ရတယ်
နည်းနည်းกว่าကောင်းရှိခဲ့တဲ့ကမျိုးလိုရှိရတော့ဒီနေ့နောက်ဆုံးပိတ်ငယ်เจ้าနေအဆုံးကြီးရဒါလေးဆိုသူင်းတော်တော်နေပြီဒါရီကငါတက်တက်ကင်စားဖို့အိုးတင်နေတာလိမ္မောတောက်ဖို့ကြီးလေးတောက်ဖို့ကြီးအေးအေးလေးနဲ့တက်သွားအောင်မေပစုံကျုပ်နဲ့နှစ်မင်းရှင်ခေါ်ကြွေးလာအောင်မယ်ကိုရုံမင်းတောင်းပေးလာအောင်မယ်မင်းမဝဲကြအကျမ်းပါပါချမ်းသာပါစေအင်းလာကြည့်ရှိပါစေဒါလို့ဒီပြမကလည်းဝယ်ချင်းနိုင်ပါလေတင်ရတယ်ကြည့်ရှိပါဝါကောင်ဆက်ဆံလာမယ်နောက်ပြီးတော့ဒီမှာပြည့်သေးကြမယ်နော်တတ